ဘာလီကိုရီးယားအက်စတာလို့ခေါ်တဲ့ပန်းမျိုးစိတ်တွေဟာမက္ကဆီကိုနိုင်ငံကော့စတာရီကာနဲ့အီကွေဒေါဒေသတို့မှာစာရေးတောင်အမေရိကရှိမိုးတစ်တော်များအထိပါပေါက်ရောက်ကြပါတယ်။ Psychotria alata နဲ့ Girlfriend Case လို့လူသိများတဲ့ပန်းဟာထူးခြားသောအသွင်ပြင်းနဲ့လှပနေပြီးအလွန်ထိခိုက်လေတဲ့အပင်အမျိုးအစားတွေဖြစ်ကြပါတယ်။အသီးရဲ့ဘေးနှစ်ဖက်မှာတောက်ပတဲ့အနီရောင်ပန်းပွင့်ပုံစံအရွက်ကြီးနှစ်ရွက်ကိုပိုင်ဆိုင်ထားတာကြောင့်ဒီပန်းပွင့်တွေကို Hoplick ဟုလည်းလူတီများတင်ရှားလာပါတယ်။ Bali Korea's Alista ဟာအမြင့်3ပေမှ9ပေကျော်အထိကြီးထွားကြပြီး73ပေကျော်အထိမြင့်ကအပင်များကိုလည်းတွေ့ရတတ်ပါတယ်။ပန်းပွင့်ချိန်ဟာဒီဇင်ဘာမှမတ်လအထိဖြစ်ပြီးတော့လှပတဲ့ဒီ Girlfriend Kiss များမှာရနံ့တော့မရှိပါဘူး။ဒါကြောင့်ဝိမုံကူရန်အတွက်ပန်းပွင့်ရဲ့အယောင်ကိုအသုံးပြု၍ဝိရည်စုပ်တရဝါတွေကိုဆွဲဆောင်လေးရှိကြပါတယ်။